လောခဲ့တဲ့နှစ်ပေါင်း1.5 trillion အဲ့ချေတော့ကဘင်ဘန်လို့ခေါ်တဲ့စူပါနိုဗာပုတ်ကွဲမှုတစ်ခုဖြစ်သွားခဲ့တယ်။ဒါပေမဲ့အဲ့ဒီပုတ်ကွဲမှုရာဘယ်သူကြောင့်ဘယ်သူကြောင့်ဘာကြောင့်ဖြစ်သွားလဲဆိုတော့တရားမှမသိခဲ့ကြရပါဘူး။ Minecraft လို့ခေါ်တဲ့ဂျိုတစ်ခုမှာ Minecraft လို့ခေါ်တဲ့လူတစ်ယောက်ကအဲ့ဒီကိစ္စရေးတစ်ခုလုံးလေ့လာနေခဲ့တယ်။သူက Time Machine လို့ခေါ်တဲ့ချိန်ခရီးသွားစက်ကိုလုပ်ခဲ့ပြီးတော့ချိန်ကိုတဲ့ကိုခရီးသွားပြီးတော့ဒါတွေကိုကြည့်လို့ရမယ်ထင်တယ်သူကလောက်ခဲ့တဲ့ချိန်မှာတော့ထိုင်းလိုင်းတစ်ခုလုံးကပြောင်းပြန်နေဖြစ်ကုန်ပြီးတော့သူကအတိတ်မှာပိတ်မိနေခဲ့တယ်ဒါပေမဲ့တိတ်ဆိုပေမဲ့နာဂက်လို့ခေါ်တဲ့တိတ်တစ်ခုပေါ့နော်ဒါကတော့ Space Crash Series ရဲ့ episode 1လေးပဲဖြစ်ပါတယ်ဒီကပိုင်းမှာဘယ်လိုတက်ချင်ရမလဲဆိုတာတကယ်မသိဘူးပေါ့နော်ဒါကြောင့်ပဲကျွန်တော်တို့ဘာအန်ရကြိုလာမလဲဆိုတာကျွန်တော်လည်းမသိဘူးပေါ့နော်ဒါကြောင့်ကျွန်တော်ရဲ့အိမ်လေးပဲအရင်စောက်ပါမယ်ဘာလို့လဲတော့မသိပါဘူးဒါပေမဲ့ဒီကဘာကြီးကတော်တော်လေးကိုကြောက်ဖို့ခေါ်တယ်ဗျကျွန်တော်အရင်နေတဲ့ကဘာကြီးနဲ့တော့မတူဘူးဘာကျွန်တော်ပြောရမယ်ဆိုရင်ဒါတော့ကျွန်တော်စိတ်ထဲပေါ့နော်ဒါကဘယ်လိုပြောမလဲကျွန်တော်ရဲ့မှားတစ်ခုကြောင့်ရောက်လာတဲ့နာဂက်တစ်ခုရဲ့တိတ်ပေါ့နော်ဘယ်လိုမျိုးဖြစ်သွားလဲဆိုတော့ကျွန်တော်ဆက်တော့တစ်ခုခုဖြတ်ရသွားတယ်ပေါ့နော်အဲကြောင့်အဲ့လိုဖြစ်သွားရဒါတော့ကျွန်တော်စိတ်ထင်နွားလို့ထင်ပေမဲ့ဘာကြီးလဲအကောင်ဟာရောက်ရင်နွားရပြောတော့ပါစက်မကြီးကိုပန်းလေးနဲ့ဒီကဘာနွားနွား pro မေးပဲဖြစ်ရကျွန်တော်ဒီမှာဘာလို့မလဲဆိုတော့ကျွန်တော်ရဲ့အရင်ကပုံမှန်ချေပြန်ရအောင်လုပ်ရမှာပေါ့နော်ကျွန်တော်ကဘာကိုကျွန်တော်ပြန်သွားရအောင်လုပ်ရမယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်မရင်းနှီးတဲ့ကဘာတခုပြန်ကျွန်တော်ငယ်ချင်းရောကျွန်တော်မိတ်ဆွေတွေရောကျွန်တော်ညီကိုတွေတရားမှမရှိဘူးเนาะဒီကဘာမှာဆိုတော့ကျွန်တော်တယောက်လည်းအရန်ကြီးကြတယ်ဆိုတော့ကျွန်တော်ကဘာကိုပြန်သွားရအောင်လုပ်မယ်ပေါ့နော်ဒီကျွန်တော်ဘာလို့မလို့ဆိုဒီကဘာမှာလိမ့်လာမှုတွေစားသမ်းမှုတွေလုပ်ရမယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်အရင်ကဘာရည်ရွယ်ချက်ဖြစ်တဲ့ကျွန်တော်အဲ့ဒီ background ပောက်ကွယ်မှုကိုဘယ်လိုစားဖြစ်လဲဆိုတာလိမ့်လာနေအဲ့ဒါကြောင့်တော့ဒီဟာရုပ်အရင်တိရလုပ်ရမယ်ဗျာဘာဖြစ်လို့ဆိုတော့ကျွန်တော်အရင်ကဘာလူတွေကဒါကိုလုံးနေတာကျွန်တော်အယူတရားလို့မြင်နေပါတော့ဒါရုပ်ကျွန်တော်လောကမကြိုက်ပါဘူးဘာဖြစ်လို့ဆိုတော့သူတို့ကမသိတာဆိုတော့မကောင်းပါဘူးနော်တော့ဒီကဘာကြီးမှာတက်တည်ပြနေအောင်ကျွန်တော်သူတို့လုံးပြမယ်ပေါ့ဆိုရကျွန်တော်မိုးရွာတာတော့မသိသေးဘူးဗျာကျွန်တော်ချက်တော့ပစ်ခဲ့လို့လေဟိုမှာခိုးတွေ့ရဗျာဒါပေမဲ့ကျွန်တော်ပိုက်စာနေဆိုတော့ဝက်လေးပဲအရင်တက်လိုက်ပါမယ်ဒါတော့ကြောက်မိသေးပေါ့ကျွန်တော်ကပါဗျာဒါလည်းတကယ်အကုန်လုံးပြောက်သွားဗျာတကယ်မိုက်တာကျွန်တော်ကပါလို့မျိုးခြေကမကုန်တော့ဘူးကျွန်တော်ဒါတွေကြောကပါမှာခြေကိုခိုင်းလိုက်တူးနေရဗျာအကုန်လုံးလေဟိုကတစ်ချက်တူးလိုက်တာနဲ့အကုန်လုံးရတယ်ဆိုတော့ဒီကပါကျွန်တော်ကပါရေကူနေတယ်လို့ခံစားရတယ်ဒါကြီးအေးရဘာရောင်မှမရှိဘူးရောအားလိုက်တာပါဝေးဟိုရှိမှလူနေတာမသိဘူးဗျတော့တော့ကြည့်ပါမယ်အိတ်တခုတွေ့ရပါတော့ဟိုရှိမှလူတွေရှိရပဲလူတွေရှိကြောကုညီတောင်းမှဗျဘာဖြစ်လို့ဆိုတော့ဒီကဘာရောကြောတခါမရဘူးဗျကြောအိရှင်တော့မရှိရဘူးဗျကြောဒီတိုင်းဝင်နေပါဒီကတော့တရားမှမရှိဒီမှာပြီးပါအေးတရားမရှိဘူးလားကျွန်တော်ခူပါလိုက်မယ်ဗျကျွန်တော်ပြလူလို့ပေါ့ဟာဟာအေးရနေတူဆန်လူလည်းမရှိဘူး我的不拿的ဒီမှာဒီကအပေါ်တဲ့ဒီမှာ secret ချက်တယ်လို့ဘာလို့ဒီလိုထားတယ်ဒီလိုဖိတ်ကြည့်အိုးဝေးကျောကဘာမှာရွှေပန်းသေးမရှိဘူးလားဒီကဘာမှာရွှေပန်းသေးထိတယ် Oh my god Okay ဒါတော့တန်ဖြစ်မယ်ဗျကျော်ယူထားလိုက်မယ်ကျော်သုံးဝင်လာမှာပေါ့နော်အဲ့ဒါလေးကဒါဘာလို့မသိကျော်ထင်တာတော့အင်ဂျီလို့ထင်တာပဲဝေးကျော်နဲ့တကယ်လိုက်တယ်ဗျကြည့်ဦးကျော်နဲ့တကယ်လိုက်တာဗျအင်ဂျီနဲ့မိုက်တယ်
ဒီအိမ်ရှင်ကတော့မရှိတော့ဘူးဆိုတော့ကျွန်တော်အကုန်လုံးယူသွားလိုက်ပါမယ်နော်ကျွန်တော်တိတာကျွန်တော်ညရောက်သွားပြီဆိုတော့ကျွန်တော်ဒီမှာပဲနေလဲရောက်ပဲဘာဖြစ်လို့ဆိုကျွန်တော်ဖိုက်တဲ့စားနေပြီဆိုတော့လေကျော်မှာပါတဲ့အသားလေးကိုချက်စားပါမယ်ဗျကျော်ပါလေအဲ့ဒါဝက်သားပေါ့အဲ့စားနေဆိုတခါလဲစားလိုက်ပါမယ်ကျော်ဒီအိမ်မှာတော့ကြာကြာမနေသေးဘူးဗျဘာဖြစ်လို့ဆိုတော့ကျော်ဘူးမကောင်းဘူးကျော်သွားမထွက်ဆိုတော့ဟိုမှာရှေ့မှာကျော်အိတ်တကူတွေ့တယ်ဗျလူရှိဖို့ပဲမျောလင်းရတာပဲဘာလို့ဆိုကျော်ဘိုက်တော်စားနေဒီအိမ်ကနှဲတွေကြာပြီးထင်တယ်ဗျခြုံလေးတော့မြက်တွေတော့တွေ့နေပြီပေါ့နော်ကျော်ဒီထဲကိုကျော်စိတ်နဲ့တူးဝင်ရမှာဗျဒါတစ်ပြီအော်ဒီမှာကျွန်တော်လည်းသုံးဝေတဲ့ဟာတွေတွေ့ပြီပေါ့နော်ကျော်အန်ယိုလင်းခေါ်ဝေးပါโอ้เว้ยမိုက်တယ်เนาะအေးရဒီမှာကျွန်တော်ယာယီနေလို့ရတယ်ဗျဘာဖြစ်လို့ဆိုတော့အေးကမပြတ်သေးဘူးဗျသူကလူရှိလားမသိလူရှိရောနေတော့မရှိဘူးဒီအေးကကောက်ဆဲပဲဗျကျွန်တော်နေလို့ရတယ်အေးနဲ့မတူဘာလဲဆိုင်နဲ့တူတယ်ဗျတောထဲမှာပဲကောင်ဆိုင်လားဆောက်တာဘယ်စေးတော့ဘူးဗျဒီမှာအဲ့ရတယ်ဘူးဗျโอเคကျွန်တော်ဒီမှာယာယီနေမယ်ကျွန်တော်ဘာဖြစ်လို့ဆိုတော့ဒီကမိုက်ရလေဒီနီးဘက်ဝကြည့်လေးလာကြည့်အောင်ဟုတ်တယ်ဗျာဒီငါမိုက်တယ်တရားမှတော့မရှိဘူးဗျာကျွန်တော်ဒီကဘာကြီးကစစ်ပွဲတွေကြောင့်လူသားတွေကမျိုးတုံးရတာဒါမှမဟုတ်တပ်ဘေးတစ်ခုကြောင့်မျိုးတုံးရတာဆိုကျွန်တော်အဲ့ဆန်းစင်းကြည့်ရမယ်ဗျာဆိုတော့ရကျော်ပါတဲ့ပစ္စည်းကိုကျော်ပုံထသွားထည့်လိုက်မယ်။ဘာလို့ဆိုတော့ဒီမှာရှင်းထိုးရမှာဗျာကျော်အိမ်ပါလေ။ကျော်ဘာဆိုင်ပါလဲဆိုတော့ကျော်ဟွာပါလေ။စဘာဘေးလားအဲ့ဒါဘာဒီမှာစီလေဝီစီတဲ့အဲ့ဒါအဲ့ဒီပဲဆိုင်ပါမလို့။ရေချောင်းကြမ်းပေးမှဆိုင်ပါရမယ်တဲ့။အော်ဒီမှာဒီအိမ်မှာထူးဆန်းတာချက်တလုံးမရှိ။ဟိုဒီမှာဒါပါလေဒါပါနဲ့ကောင်းမယ်ကွာကျွန်တော်ဟာဝင်သွားပြီထဲကိုဟေ့အော်ကျွန်တော်ဒါလေးကိုတူးကြည့်မယ်ဗျာဒါပါလည်းတော့မသိအော်ကျွန်တော်မိုတာဦးတွေထွက်လာတယ်ဗျအာလူနဲ့မိုလာဦးရဲကျွန်တော်စိုက်မှုလို့ရပြီဗျာဒါစိုက်ပျိုးရေးအတွက်တော်လို့သုံးဝေးတဲ့ဟာလေးပေါ့ဆိုတော့ကျွန်တော်မြေအောက်မှာတွင်းတူးဖို့စီစဉ်ထားတယ်ကျွန်တော်တို့လှတဲ့မနေ့ညနေခင်းကြည့်လိုက်အောင်နော်ရလာပြီကျွန်တော်ဒီတွင်းထဲကိုကျွန်တော်ဟွာလုံးမယ်ဗျာဗာလဲဆိုတော့မီးတဲ့ထည့်ရပါဘောနော်ဘာဖြစ်လို့ဆိုတော့ညရုံနေပြီဘာမှမသိရတော့ဘောနော်ကျွန်တော်အဲ့ရတော့ဥလာတယ်ဗျာကျွန်တော်ကိုကောင်းလည်းမလာပြီကျွန်တော်မြင်မြန်အိမ်ရမယ်ဘောနော်ဘာဖြစ်လို့ဆိုတော့ကျွန်တော်အိမ်မှာတကားကူးမထည့်ရသေးနေပါလိမ့်မယ်ဘရတ်တာရကျွန်တော်အိမ်ပေါ်တက်တယ်
ငါအေးပြေတော့မှာပဲငါအေးစစ်ဆက်လေကွာနော်ကွာရုပ်ကွာမြတ်တဲ့ကွာဘောခိုးလေးနည်းနည်းရလာပြီပေါ့Oh wait now episode ကြရင်ဒီကူထဲမှာ mindset တူရမှာဗျအဲ့လိုတော်တော်ကြီးကြီးတယ်ဆိုတော့ဒါကတော့ကျွန်တော်ရဲ့ Minecraft Survival Series ရဲ့ episode 1လေးပေါ့နော် Minecraft Series ရဲ့ episode 1လေးပေါ့ကျွန်တော်ဒီဗီဒီယိုလေးမှာဘာလုပ်ခဲ့လဲဆိုတော့ဘာမှမလုပ်ခဲ့ရပါဘူးကျွန်တော်နောက်မှအိတ်တက်ဆောင်ရခဲ့တယ်ပြီးတော့ဂူတကူတူးခဲ့တယ်ကျွန်တော်မှအင်ဂျီတစ်ထည်ရခဲ့တယ်ပြီးရကျွန်တော်အတွက်နေစရာစားစရာအပြည့်စုံတော့ရခဲ့တယ်ပေါ့နော်ဆိုနောက်တဲ့ဗီဒီယိုကြားရတော့လိမ့်လမှုအသေးတွေနဲ့တွေ့ရှိမှုအသေးတွေကိုချပြသွားမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့ဒီဗီဒီယိုတော့ဒီလောက်ပါပဲနောက်ထပ် episode ကြားရင်မှပြန်နေကြပါမယ်အားလုံးပဲကျေးဇူးဆက်ကြပါကျေးဇူးတင်ပါ